အားလုံးပဲမင်္ဂလာပါနိုင်ငံခြားကအတိမိတ်ဆွေတယောက်ယောက်ကနေပြီးတော့ဖွင့်ပေးလိုက်တဲ့အကောင့်ပေါ့နော်အခုဥပမာယူရီးယားအကောင့်စင်ကာပူအကောင့်နော်မလေးရှားအကောင့်အစရှိတဲ့ဖြစ်ပေါ့အဲ့လိုမျိုး Facebook ကပတ်စံရှာခွင့်ရှိတဲ့နိုင်ငံရဲ့အကောင့်ကိုသူတို့ကဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တဲ့အကောင့်ကိုကိုကဒီမြန်မာနိုင်ငံကလက်ခံပြီးတော့အသုံးပြုမယ်ဆိုပတ်စံရှာလို့ရလားပေါ့နော်အဲ့ဒီမေကွန်လေးအခုကျင်တော့ဒီမှာပြထားတဲ့မေကွန်လေးပေါ့နော်အဲ့ဒီမေကွန်လေးကလူတိုင်းနဲ့ကိုက်ညီတယ်ဘယ်လိုပြောမလဲသိကျင်တဲ့သူလည်းများမယ်ပေါ့နော်အဲ့ရအတွက်ကျွန်တော်အားလုံးအတွက်ကိုသိအောင်မျှဝေပေးလိုက်တာနော်အဲ့တော့ဒီမေကွန်ကိုဖြေရမယ်ဆိုလို့ရှိရင်နော်ကိုကဒီမြန်မာနိုင်ငံမှာနေပြီးတော့အသုံးပြုမယ်အဲ့ဒီလိုအကောင့်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်အဲ့ဒီအကောင့်ကနေပြီးတော့ page ဖွင့်ဒါမှမဟုတ်လေကိုဖွင့်ပြီးသားရှိတဲ့ page မှာ admin အနေနဲ့ full control asset ပေးပြီးတော့ admin အနေနဲ့ထည့်ပြီးတော့သုံးနော်အဲ့ဒီ account ကိုဓာတ်ရိုက် promote on ပြီးတော့ကျွန်တော်တို့ Facebook ကပတ်စံရှာဖို့အတွက်တော့မလုပ်နဲ့ဘာဖြစ်လို့မလုပ်ခိုင်းတာလဲဆိုတော့နောက်ဆက်တွဲဆိုကြရှိတယ်နော်အဲ့ဒီ account ကကိုကအသုံးမပြုတတ်ဘူးဆိုလို့ရှိရင်သူကအသုံးပြုတဲ့နေရာမှာကျွန်တော်တို့ကဒီမြန်မာနိုင်ငံမှာလက်ခံပြီးတော့ရရှိပြီးတော့အသုံးပြုမယ်ဆိုရင် location မှန်တဲ့ VPN အဲ့ဒါကိုကျွန်တော်တို့ကဝယ်သုံးဖို့လိုအပ်တယ်ဝယ်သုံးပေမဲ့လည်းတချို့ VPN တွေက location မှန်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့အသုံးပြုနေတဲ့အကောင့်ကအချိန်မီမြန်မာနိုင်ငံကိုပြောင်းသွားနိုင်တယ်။เนาะအဲ့ဒါတစ်ချက်အဲ့လိုပြောင်းသွားတဲ့အခါကျရင်ကိုစူးစမ်းထားသမျှအရာအားလုံးကသွားပြီလေ။เนาะမရတော့ဘူးလေ။เนาะအဲ့ဒါကိုပြောတာအဲ့ဒါစိုးကျိုးတစ်ချက်ပေါ့။နောက်တစ်ခုကကိုကမပြောင်းဘူး။သုံးနေတယ်Facebook ကိုစူးစမ်းလို့ Facebook ကလည်းဆက်တက်တွေပါကိုပေးလာပြီ။နော် CM ဆက်တက်တွေပါရလာပြီဆိုလို့ရှိရင်ကိုကပေးအောက်ကောင်ချိတ်တော့မယ်ပေးအောက်ကောင်ချိတ်တော့မယ်ဆိုတဲ့အတွက်ကြောင့်ကိုက ID ကတ်တွေဘန်နေလို့ပြီနော်ဒီမြန်မာနိုင်ငံက ID ကတ်တွေဘန်နေကကိုကသုံးလို့မှမရတာနော် Facebook ဘက်ကခွင့်မပြုတာခွင့်မပြုတဲ့အတွက်ကြောင့်သူနဲ့ဒီမလေးရှားကဖွင့်ထားတဲ့အကောင့်ဆိုလို့ရှိရင်လည်းမလေးရှား ID တွေဘန်နေသုံးရမယ်ယူရီးယားကဖွင့်ထားတဲ့အကောင့်ဆိုလို့ရှိရင်လည်းယူရီးယား ID တွေဘန်နေသုံးရမယ်စင်ကာပူဆိုရင်လည်းထုံနည်းလက်ကောင်းမယ်အဲ့တော့အဲ့ဒီ ID တွေဘန်တွေကိုကိုကထည့်ပြီးတော့အသုံးပြုတဲ့အခါမှာကဲပေးအောင်အကောင့်ရှောက်တဲ့အခါမှာ eligible country ပြဿနာအဲ့ဒီမှာတစ်ခါတက်တယ်နောက်ပြဿနာကအဲ့ဒီမှာတစ်ခါတက်တယ်နောက်ထပ်တစ်ခါကကြတော့ဘာလဲဆိုတော့ကဲကိုက verify တွေဖြစ်သွားပြီ touch info တွေပါလဲကိုကအကုန်လုံးဖြည့်ပြီးသွားပြီအားလုံး verify ဖြစ်သွားပြီဒီပေးအောင်အကောင့်ကကိုကစူးစမ်းလို့ပတ်စံနေရလာပြီ Facebook ဘက်ကလည်းကိုပတ်စံနေပေးလာပြီအဲ့လိုအခြေအနေမျိုးမှာဘာဖြစ်လဲဆိုတော့ Facebook ဘက်ကပတ်စံပေးလို့ဒေါ်လာတွေအများကြီးရလာတဲ့လူတွေဆိုလို့ရှိရင် Facebook ဘက်ကပြန်စစ်တဲ့အခါကြားလို့ရှိရင်ကိုယ့်ရဲ့ location ကမှန်နေဘူးเนาะVPN ကလည်း location မှန်နေဘူးဆိုတဲ့အချိန်မျိုးနဲ့တွားပြီးတော့တိုးတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ eligible country ပြဿနာတက်ပြီးတော့အဲ့ monetization asset ကိုဖြုတ်ပစ်လိုက်တဲ့အခါကျရင်ကိုယ့်အစီမှာဝင်ထားတဲ့ပတ်စံတွေကထုတ်လို့မရတော့ဘူးအဲ့ပြဿနာဖြစ်ကောနော်အဲ့လိုပြဿနာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ပြဿနာကတော်တော်များများဖြေရှင်းလို့မရအောင်ဒါအမှန်တိုင်းပြောတာတော်တော်များများအဲ့ဒီပြဿနာဖြစ်သွားပြီဆိုလို့ရှိရင်ဖြေရှင်းလို့မရအောင်ရလို့ရှိရင်လေအချွတ်တလေအောက်စာပဲရမယ်နော် eligible country ပြဿနာတက်သွားပြီးတော့သူကအစားအရှိတယ် eligible country ပြဿနာမှာပြဿနာတွေကနော်များသောအားဖြင့်ကအဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင် Facebook ဘက်က pre-enroll ဆိုတဲ့အဲ့ဒီ row တစ်ခုကိုချလိုက်မယ်ဆိုရင်ပြောတာเนาะအဲ့ဒါဆိုလို့ရှိရင်မရတော့တဲ့အခါကျရင်ကိုယ့်ရဲ့ပတ်စံတွေကထုတ်လို့မရတော့ပတ်စံတွေထုတ်လို့မရတဲ့အတွက်ကြောင့်ကိုကြိုးစားထားသမျှကသွားပြီတဲတဲ့ရည်သွန်ဖြစ်ပြီเนาะအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင်တော့ Facebook ဘက်ကသူတို့ပေးထားတဲ့ပတ်စံကို9လဒါမှမဟုတ်6လအတွင်းမှာအဲ့ဒီလိုပြဿနာတွေဒါမှမဟုတ်ဘန်မချိတ်ထားတာတွေဆိုလို့ရှိရင်သူတို့ကပြန်သိမ်းသွားတော့ဒါသူတို့တရားဝင်ကြေညာထားပြီးသားเนาะအဲ့ဒီ policy တွေထဲမှာပါတယ်နော်ဒါသူတို့ရဲ့ payout policy ထဲမှာသူတို့ကြီးညာထားပြီးသားနော်အဲ့ဒါတွေကိုကိုယ်ကသိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့လိုမျိုးပြဿနာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်နော်ဒီ account တွေကိုကျွန်တော်တို့ကမြန်မာနိုင်ငံမှာအသုံးပြုတယ်ဆိုရင်နော် promote on ပြီးတော့သုံးတာထက်စရင်ပေးမှာ admin တွေနဲ့ဂျားကန်အနေနဲ့ထည့်ပြီးတော့သုံးတာဒီကောင်းပါတယ်နော်အဲ့လိုမျိုးသုံးတာကပို့ပြီးတော့ကျွန်တော်တို့ကအကြံပြုတယ်ဆိုတော့အဲ့ဒါကိုပြောတာနော်အဲ့လိုမျိုးလေးအသုံးပြုကြပါလို့ဒါကျွန်တော်အကြံပြုချက်ပေးပါတယ်ခင်ဗျနော်မသိတာနားမလည်တဲ့အပိုင်းတွေရှိရင်လည်းကျွန်တော်အချိန်ပေးလာမေးလို့ရပါတယ်ဒီစတင်ချိန်တာပေါ့မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်တို့ထိုင်ပြီးတော့
သုံးမဲ့ setting တွေချိန်မှုအပိုင်းတွေကတော့ကျွန်တော်သင်တန်းမှာထည့်ပေးထားတယ်เนาะအဲ့ဒါကတော့သင်တန်းမှာထည့်ပေးထားတဲ့အတွက်ကျွန်တော် publish မှာချပြလို့မရပါဘူးเนาะအားလုံးအဆင်ပြေကြပါစေ